မင်္ဂလာနေ့လည်ခင်ပါခင်ဗျာယနေ့ဩဂတ်လ24ရက်နေ့အတွက်နောက်ဆုံးရအရေးကြီးသတင်းများကိုတင်ဆက်ပေးသွားတော့မှာဖြစ်နေ့စဉ်နောက်ဆုံးရပြည်တွင်းပြည်ပနိုင်ငံရေးသတင်းတွေနဲ့မြေပြင်စစ်ရေးအခြေအနေတွေကိုအချိန်နဲ့တပြေးညီစူးစီးတင်ဆက်ပေးနေတာကြောင့် channel ကို subscribe လုပ်ပြီးခေါင်းလောင်းလေးကိုနှိပ်ခါအဆုံးထိနားဆင်ပေးသွားပါအောင်ခင်ဗျာပြည်တွင်းသတင်းများအနေနဲ့အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်နဲ့စိုးဝင်းကြားအကြောင်းထားလာပြီးစိုးဝင်းဦးဆောင်တဲ့ကောင်စီကိုအင်္ဂါစဉ်ကနေဖယ်ထုတ်လိုက်တဲ့သတင်းဇူလိုင်လတလထဲမှာအကြမ်းဖက်စစ်ကောင်စီတပ်စခန်း10ခုကိုတော်လှန်ရေးတပ်တွေသိမ်းပိုက်နိုင်ခဲ့ပြီးစစ်ကောင်စီတပ်သား3000ကျော်အသက်ဆုံးရှုံးခဲ့တဲ့အခြေအနေမန္တလေးကနေအေယာဝတီမြစ်ကြောင်းအတိုင်းဆန်တက်လာတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ရေရင်အုပ်စုကိုတော်လှန်ရေးတပ်တွေတိုက်ခိုက်ခဲ့လို့တင်မော်တစီမီလောင်ပျက်စီးခဲ့တဲ့တဲ့နဲ့ရွှေကူမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်ကစစ်ကြောင်း၄ကြောင်းနဲ့ထိုးစစ်ဆင်နေပြီး၄ကြောင်းကနေပါပြင်းပြင်းထန်ထန်တိုက်ခိုက်နေတဲ့အခြေအနေထိုင်းနိုင်ငံတောင်ပိုင်းနာရာသီဝက်မှာတညတဲ့အတွင်းပောက်ကွဲမှုနဲ့မိရှုမှုအကြိမ်40ခန့်ဇက်တိုက်ဖြစ်ပွားခဲ့ပြီးထိုင်းဝန်ကြီးချုပ်အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့ရတဲ့တဲ့အီရန်နဲ့ရေနံကုန်သွယ်နေတဲ့တရုတ်ပါဝင်နိုင်ငံတွေကိုပြစ်မှတ်ထားပြီးအမေရိကန်ကအရေးယူဖို့ပြင်ဆင်နေတဲ့တဲ့နဲ့အမေရိကန်နဲ့ကနေဒါနိုင်ငံတို့အကြားအခွန်တိုးကောက်မဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးကုန်သွယ်ရေးစစ်ပွဲပြင်းထန်လာမဲ့အခြေအနေအဆရှိတဲ့တဲ့တွေကိုတင်ဆက်ပေးသွားပါမယ်။ထိုင်းနိုင်ငံတောင်ပိုင်းနာရာသီဝက်ပြည်နယ်မှာညပိုင်းအချိန်တညတဲ့အတွင်းမှာတင်ပောက်ကွဲမှုတွေနေအိမ်နဲ့အဆောက်အဦတွေမိရှို့ခံရမှုတွေကားတာယာတွေမိရှို့ခံရမှုတွေနဲ့တနက်ပစ်ခတ်မှုတွေအပါအဝင်အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်40ခန့်ဆက်တိုက်ဆိုသလိုဖြစ်ပွားခဲ့ပြီးလူ3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒီကြမ်းဖက်ဖြစ်စဉ်တွေဟာနာရာသီဝက်ပြည်နယ်အတွင်းကခရိုင်ဆက်3ခုလုံးမှာပြန့်နှံ့ဖြစ်ပွားခဲ့တာဖြစ်ပြီးဆက်သွယ်ရေးတာဝါတိုင်တွေအစိုးရရုံးတွေစီးပွားရေးလုပ်ငန်းတွေနဲ့လန်ဒတာတွေမှာလည်းပျက်စီးဆုံးရှုံးမှုအများအပြားဖြစ်ပေါ်ခဲ့တယ်လို့ထိုင်းအာဏာပိုင်တွေကအတည်ပြုပြောဆိုထားပါတယ်။အထူးသဖြင့်ချင်းခရိုင်မှာအများဆုံးဖြစ်ပွားခဲ့တာဖြစ်ပြီးလုံခြုံရေးကင်းစခန်းဟောင်းတွေနဲ့ကြေးရွာအုပ်ချုပ်ရေးရုံးတွေကိုမီးရှို့ဖျက်ဆီးတာတွေလှုပ်ဆောင်ခဲ့တယ်လို့တနက်နဲ့ပြစ်ခတ်မှုတွေကြောင့်ရတားတူလည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အခြားသောခရိုင်တွေဖြစ်တဲ့ဘာချိုရင်ကိုတုံကိုင်ပါတီတုံစီရင်နဲ့ရူဆိုအစရှိတဲ့နေရာတွေမှာလည်းကလေးငယ်ဖွံ့ဖြိုးရေးစင်တာဗန်အကြေးရွာအုပ်ချုပ်ရေးအဖွဲ့ပိုင်းကားတစ်စီးကိုလည်းယူဆောင်ထွက်ပြေးသွားခဲ့တယ်လို့ပြစ်ကတ်ကားတစ်စီးနဲ့ဆိုင်ကယ်တစ်စီးကိုလည်းမီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။ဒီလိုမျိုးတောင်ပိုင်းဒေသတွေမှာတပြိုင်နက်တည်းအကြမ်းဖက်တိုက်ခိုက်မှုတွေအကြီးအကျယ်ဖြစ်ပွားလာတာကြောင့်ထိုင်းဝန်ကြီးချုပ်အနုတင်ချန်ပီဟာကွန်ဟာလုံခြုံရေးတာဝန်ရှိသူတွေနဲ့အစိုးရအိမ်တော်မှာအရေးပေါ်အစည်းအဝေးတစ်ရပ်ကိုအမြန်ဆုံးခေါ်ယူခဲ့ပြီးအခြေအနေတွေကိုအသေးစိတ်ဆွေးနွေးသုံးသပ်ခဲ့ကြပါတယ်။နာရာသီဝက်ပြည်နယ်ထဲမှာတင်ဖြစ်စဉ်40ခန့်ရှိခဲ့တယ်လို့ရာလာပြည်နယ်မှာလည်းအလားတူအကြမ်းဖက်ဖြစ်စဉ်9ခုခန့်ထပ်မံဖြစ်ပွားခဲ့ပါထိုင်းပြည်တွင်းလုံခြုံရေးနဲ့စစ်စင်ရေးကုတ်ကဲမှုအဖွဲ့ကတော့ဒီတိုက်ခိုက်မှုတွေဟာတောင်ပိုင်းခွဲထွက်ရေးတပုံဖွဲ့တွေရဲ့လုပ်ရက်ဖြစ်တယ်လို့ကနဦးကောက်ချက်ချထားပြီးအစိုးရပိုင်းပစ္စည်းတွေနဲ့ပုဂ္ဂလိကပိုင်းအဆောက်အုံတွေကိုအဓိကပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။လက်ရှိချိန်မှာတော့ထိုင်းအာဏာပိုင်တွေကပြည်သူတွေအနေနဲ့ပုံမှန်တိုင်းသွာလာနေထိုင်နိုင်တယ်လို့အသိပေးထားပေမဲ့လည်းတိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့နေရာတွေနားကိုမသွားရောက်ကြဖို့နဲ့မတင်ကားစရာပစ္စည်းတစ်ခုခုကိုတွေ့ရှိခဲ့ရင်သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်တွေထံကိုချက်ချင်းအကြောင်းကြားကြဖို့တင်းတင်းကြပ်ကြပ်သတိပေးထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးပြည်တွင်းသတင်းများအနေနဲ့အကြမ်းဖက်စစ်ကောင်စီအတွင်းမှာအကွဲပြဲတွေပုံမကြီးမားလာနေပြီးအကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ဟာဒုတိယခေါင်းဆောင်စိုးဝင်းဦးဆောင်နေတဲ့ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကိုအစိုးရအင်္ဂါစဉ်စီးရင်ကနေရည်ရွယ်ချက်ရှိရှိဖယ်ထုတ်လိုက်တဲ့အခြေအနေကိုတင်ဆက်ပေးကြပါမယ်။အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာပြီးခဲ့တဲ့ဩဂတ်စ်လ23ရက်နေ့ကနိုင်ငံတော်အဆင့်အဖွဲ့အစည်းတွေနဲ့တာဝန်ရှိသူတွေပါဝင်တဲ့ပြည်ထောင်စုအဆင့်အင်္ဂါစဉ်စီးရင်ကိုအဆင့်50အထိတိုးချဲ့သတ်မှတ်ထုတ်ပြန်လိုက်ပါတယ်။ဒီစီးရင်ထဲမှာသမရဒုတိယသမရတွေလွှတ်တော်ဥက္ကဋ္ဌတွေတရားသူကြီးချုပ်စစ်တပ်ကာကွယ်ရေးဦးစီးချုပ်ဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဝန်ကြီးတွေဒုတိယဗိုလ်ချုပ်ကြီးတွေကနေစလို့တိုင်းဒေသကြီးနဲ့ပြည်내အဆင့်တာဝန်ရှိသူတွေအထိအသေးစိတ်ထည့်သွင်းထားတာဖြစ်ပါတယ်။ဒါပေမဲ့လည်းဧပြီလ10ရက်နေ့ကမှမင်းအောင်လှိုင်ကိုယ်တိုင်ဖွဲ့စည်းပေးခဲ့ပြီးစိုးဝင်းကိုဥက္ကဋ္ဌအဖြစ်တာဝန်ပေးရထားတဲ့ပြည်ထောင်စုအတိုင်ပင်ခံကောင်စီနဲ့ကောင်စီဝင်တွေကိုတော့ဒီအင်္ဂါစဉ်စီးရင်မှာလုံးဝထည့်သွင်းထားခြင်းမရှိပါဘူး။နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်တွေရဲ့သုံးသက်ချက်အရအဖွဲ့အစည်းတွေနဲ့တာဝန်ရှိသူတွေအားလုံးနှိပါကိုအင်္ဂါစဉ်နဲ့ထည့်သွင်းထားပေမဲ့စိုးဝင်းဦးဆောင်တဲ့ကောင်စီကိုတမင်ချန်လှပ်ထားတာဟာမင်းအောင်လှိုင်ဘက်ကရည်ရွယ်ချက်ရှိရှိဖယ်ထုတ်လိုက်တာဖြစ်တယ်လို့အခိုင်အမာပြောဆိုနေကြပါတယ်။အဆိုပါကောင်စီကိုနိုင်ငံရေးလုံခြုံရေးတရားဥပဒေစိုးမိုးရေးနဲ့ငြိမ်းချမ်းရေးကိစ္စရပ်တွေမှာအကြံပေးဖို့ဆိုပြီးဖွဲ့စည်းခဲ့ပေမဲ့ဖွဲ့စည်းပြီးကတည်းကအကြမ်းဖက်စစ်ကောင်စီထိန်းချုပ်ထားတဲ့မီဒီယာတွေမှာကောင်စီရဲ့လှုပ်ရှားမှုတွေကိုသတင်းဖော်ပြတာမျိုးလုံးဝမရှိခဲ့ပါဘူး။မေလ19ရက်နေ့ကနေပြီးတော့မှကောင်စီရုံးဖွင့်ပွဲနဲ့တစ်ပင်စိုက်ပျိုးပွဲကိုပြုလုပ်ခဲ့ပေမဲ့လည်းနောက်ရက်တွေမှာထုတ်ဝေတဲ့အကြမ်းဖက်စစ်ကောင်စီပိုင်သတင်းစာတွေနဲ့ရုပ်မြင်သံကြားတွေမှာဒီသတင်းကိုလုံးဝထည့်သွင်းဖော်ပြခဲ့ခြင်းမရှိပါဘူး။ဒါ့အပြင်ဇွန်လ25ရက်နေ့ကထိုင်းပြည်အတိုင်ပင်ခံကောင်စီဝင်နဲ့ထိုင်းဒုတိယနိုင်ငံခြားရေးဝန်ကြီးတို့နေပြည်တော်မှာစိုးဝင်းနဲ့လာရောက်တွေ့ဆုံခဲ့ပေမဲ့အဲ့ဒီသတင်းကိုလည်းအကြမ်းဖက်စစ်ကောင်စီကထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။အဲကြောင့်စိုးဝင်းကိုစစ်ဘက်ဆိုင်ရာယာရုတွေကနေဖယ်ရှားပြီးအတိုင်ပင်ခံကောင်စီဥက္ကဋ္ဌအဖြစ်ခန့်အပ်ခဲ့ပေမဲ့တကယ်လက်တွေ့မှာတော့နိုင်ငံရေးနဲ့အုပ်ချုပ်ရေးပိုင်းမှာဘာအရေးပါတဲ့အခန်းကဏ္ဍမှမပေးဘဲဘေးဖယ်ထားတဲ့အနေအထားမျိုးရောက်ရှိနေတယ်လို့တပ်အတိုင်းဝိုင်းအတွင်းမှာပြင်းပြင်းထန်ထန်ဝေဖန်သုံးသပ်မှုတွေထွက်ပေါ်နေပါတယ်။ဒီလိုအကြမ်းဖက်စစ်ကောင်စီအတွင်းနိုင်ငံရေးအရာအကွဲအပြဲတွေကြီးမားနေချိန်မှာပဲမြေပြင်စစ်ရေးမှာလည်းအကြမ်းဖက်စစ်ကောင်စီတပ်ဟာအဖက်ဖက်ကနေအကြီးအကျယ်အထိနာနေပါတယ်။
မြို့သားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနရဲ့တရားဝင်ထုတ်ပြန်ချက်အရပြီးခဲ့တဲ့ဇူလိုင်လတလထဲမှာတင်မန္တလေးမကွေးပဲခူးနဲ့နေပြည်တော်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တပ်စခန်း10ခုကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကအပြစ်သက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ဇူလိုင်လ1ရက်နေ့ကနေ31ရက်နေ့အထိတလတာကာလအတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာအကြမ်းဖက်စစ်ကောင်စီတပ်စခန်း16ခုကိုအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရမှာအခုလိုစခန်း10ခုကိုအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တာပါ။ဒီတိုက်ပွဲတွေနဲ့စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်တွေကိုခုခံတိုက်ခိုက်မှုတွေအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားပေါင်း3150အသက်ဆုံးရှုံးခဲ့ပြီး483ဦးအပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။သေဆုံးဒဏ်ရာရသူတွေနဲ့အရှင်ဖမ်းဆီးရမိသူတွေထဲမှာအကြမ်းဖက်စစ်ကောင်စီတပ်ရဲ့အရာရှိ29ဦးအထိပါဝင်နေတယ်လို့လည်းကာကွယ်ဝင်ကြီးဌာနကအတည်ပြုထုတ်ပြန်ထားပါတယ်။ထင်ရှားတဲ့တိုက်ပွဲတွေအနေနဲ့မန္တလေးတိုင်းတောင်သာမြို့အဝင်ကမကြီးရိုးစစ်တပ်ဂိတ်နဲ့ဗိတ်တနိုးစစ်တပ်ဂိတ်တို့ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာတနက်နှစ်လက်သိမ်းဆည်းရမိခဲ့ပါတယ်။မိထီလာမြို့နယ်မှာလည်းဒုတိယရဲမှူးကြီးဇော်ဝင်းထိန်ဦးဆောင်တဲ့အင်အား100ခန့်ရှိတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သား2ဦးအသက်ဆုံးရှုံးပြီး10ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တဲ့အပြင်လက်နက်မျိုးစုံ20ကိုလည်းသိမ်းဆည်းရရှိခဲ့ပါတယ်။မကွေးတိုင်းစောမြို့နယ်မှာဆိုရင်တပ်မ69ကဦးစီးတဲ့အင်အား30ခန့်ရှိအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်ရမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေအထိနာပြီးနောက်ဆုတ်သွားခဲ့ရပါတယ်။အဲ့တိုက်ပွဲဖြစ်ပွားရာနေရာတွေကိုနယ်မြေရှင်းလင်းလှုပ်ဆောင်ချိန်မှာတော့စစ်တုံးပန်း9ဦးလက်နက်ငယ်မျိုးစုံ9လက်ခဲယမ်းနဲ့ရိတ်ခါတွေတင်ဆောင်လာတဲ့ကား3စီးအပြင်အခြားခဲယမ်းထောင်နဲ့ချီပြီးသိမ်းဆည်းရရှိခဲ့ပါတယ်။အလားတူမကွေးနေပြီးတော့လမ်းပိုင်းမှာရှိတဲ့ရွှေပန်းရဲစခန်းနဲ့စစ်တပ်ဂိတ်ကိုဝင်ရောက်တိုက်ခိုက်ရမှာလဲအကြမ်းဖက်စစ်ကောင်စီတပ်သား10ဦးအသက်ဆုံးရှုံးခဲ့ပြီးအမြောက်တစ်လက်နဲ့လက်နက်ငယ်6လက်ကိုသိမ်းဆည်းရမိခဲ့ပါတယ်။တဲကုန်းမြို့ဆရာအတက်တင်ကျောင်းလမ်းမှာရှိတဲ့စစ်တပ်ဂိတ်ကိုတိုက်ခိုက်ရမှာလဲအကြမ်းဖက်စစ်ကောင်စီဘက်က18ဦးထိခိုက်ဒဏ်ရာရဒီတိုက်ခိုက်မှုအားလုံးကိုအမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေပကဖာတွေနဲ့ဒေသခံတော်လှန်ရေးအင်အားစုတွေပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးလက်ရှိချိန်ဟာပြည်သူ့တော်လှန်ရေးရဲ့အဆုံးဖြတ်ကာလရောက်နေပြီဖြစ်လို့ပြည်သူတရက်လုံးပူးပေါင်းပါဝင်ကြဖို့ကိုလည်းတိုက်တွန်းနှိုးဆော်ထားပါတယ်။မြေပြင်စစ်ရေးမှာအဖက်ဖက်ကအထိနာနေတဲ့အကြမ်းဖက်စစ်ကောင်စီဟာမန္တလေးမြို့ဘက်ကနေအေရဝတီမြစ်ကြောင်းတိုင်းအထက်ပိုင်းကိုရေရင်အုပ်စုတွေနဲ့ဆန်တက်လာရမှာလဲတော်လိုင်းတပ်ဖွဲ့တွေရဲ့ပြင်းပြင်းထန်ထန်တိုက်ခိုက်မှုကိုခံခဲ့ရပါတယ်။ဩဂတ်စ်လ23ရက်နေ့ကမန္တလေးကနေထွက်ခွာလာတဲ့ဒီရေရင်အုပ်စုမှာတိုက်ခိုက်ရေးရေရင်2စီးကန်းထိုးရေရင်4စီးနဲ့တွဲဆွဲရေရင်9စီးပါဝင်စုစုပေါင်းရေရင်15စီးပါဝင်ပါတယ်။ဒီစစ်သည်မအုပ်စုဟာတပိတ်ချင်းမြို့နယ်မနန္တာကျေးရွာအနီးကမြစ်ကြောင်းတွေကိုရောက်ရှိလာချိန်မှာတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေက drone တွေအသုံးပြုပြီးကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒီလိုပြင်းပြင်းထန်ထန်တိုက်ခိုက်ခံရမှုကြောင့်အကြမ်းဖက်စစ်ကောင်စီရဲ့စစ်သည်မောတစီဟာမိခိုတွေထွက်လာပြီးမိလောင်ပျက်စီးသွားခဲ့တယ်လို့ KIA စစ်ရေးသတင်းရင်းမြစ်ကအတည်ပြုပြောဆိုထားပါတယ်။ရေအုပ်စုမြစ်ကြောင်းအတိုင်းဆန်တက်လာချိန်မှာကျန်းဖက်စစ်ကောင်စီတပ်ဟာကင်းထောက်လေရင်တစည်းနဲ့ဝိုင်တွဲတိုက်ခိုက်ရေးလေရင်တစည်းကိုအသုံးပြုပြီးဝေဟင်ကနေလိုက်လံကင်းထောက်တာတွေလေကြောင်းပစ်ကူပေးတာတွေကိုစက်တိုက်ပြုလုပ်ပေးနေရပါတယ်။ဒီရေအုပ်စုဟာဩဂတ်စ်လ22ရက်နေ့ကလည်းဝက်လက်မြို့နယ်ရှိမကားကျေးရွာအနီးဖြတ်တန်းသွားလာချိန်မှာအကျန်းဖက်စစ်ကောင်စီရဲ့လေတပ်ကဝေဟင်ကနေအနီးကပ်ကင်းထောက်ပြန်တန်းပေးခဲ့ရပါတယ်။အဲ့ဒီမှာပဲဝက်လက်မြို့နယ်အရှိချမ်းကငှက်ပြောကျွန်းကျေးရွာကိုအကျန်းဖက်စစ်ကောင်စီတပ်ကလေကြောင်းကနေ2ကြိမ်တိုင်တိုင်ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့တာကြောင့်အပြစ်မဲ့ဒေသခံတူဖြစ်တဲ့ကိုစံထက်အောင်ဟာဘုံစာထိမှန်ပြီးဥကောင်းပွင့်ထွက်ကနေရာမှာတင်ပွဲချင်းပြီးအသက်ဆုံးရှုံးခဲ့ရပါတယ်။အခြားအပြစ်မဲ့ဒေသခံ2ဦးလည်းအပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။လက်ရှိချိန်မှာတော့အကြမ်းဖက်စစ်ကောင်စီရဲ့ဒီရေရင်အုပ်စုဟာတပိတ်ချင်းမြို့နယ်ကနေအေရဝတီမြစ်ကြောင်းတိုင်းအထက်ပိုင်းကိုဆက်လက်ဆန်တက်နေစေဖြစ်ပြီးသူတို့ရဲ့လှုပ်ရှားမှုတွေလုံခြုံရေးအတွက်စစ်ကောင်စီလေတပ်ကဝေဟင်ကနေအဆက်မပြတ်ကင်းထောက်ပြန်တမ်းမှုတွေပြုလုပ်ပေးနေရတယ်လို့သိရှိရပါတယ်။ယခုတင်ဆက်ပေးနေတဲ့မြေပြင်စီးရေးသတင်းများကိုဆက်လက်တင်ဆက်ပေးနေတာဖြစ်ပါတယ်ခင်ဗျာ။နောက်ဆုံးရသတင်းများကိုအဆုံးထိဆက်လက်နားဆင်ကြည့်ရှုဆက်လက်ပြီးကချင်ပြည်နယ်စီးရေးအခြေအနေကိုကြည့်မယ်ဆိုရင်ရွှေကူမြို့နယ်အတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်ကစစ်ကြောင်း၄ကြောင်းခွဲပြီးအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်လာတာကြောင့်တော်လိုင်းရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့မြေပြင်တိုက်ပွဲတွေနေ့စဉ်ရက်ဆက်ပြင်းထန်နေပါတယ်။ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့သတင်းပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးရဲ့အတည်ပြုပြောဆိုချက်အရဩဂတ်စ်လ23ရက်နေ့နနက်အစောပိုင်းကစပြီးအကြမ်းဖက်စစ်ကောင်စီတပ်ဟာစစ်မျက်နှာ၄ခုကနေစစ်ကြောင်းတွေဖြန့်ကျက်ပြီးပြင်းပြင်းထန်ထန်ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။မြေပြင်ကနေအင်အားဖြည့်ထိုးစစ်ဆင်လာတဲ့အပြင်အကြမ်းဖက်စစ်ကောင်စီလေတပ်ကလည်းတိုက်လေရင်၅စီးကိုအသုံးပြုပြီးရွှေကူမြို့နယ်အတွင်းကိုအဆက်မပြတ်လေကြောင်းကနေပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ပါတယ်။နနက်3:58မိနစ်မှာပထမဆုံးတိုက်လေရင်ရောက်ရှိလာပြီးလေကြောင်းကနေစတင်တိုက်ခိုက်ခဲ့ကနနက်4:29မိနစ်4:30မိနစ်နဲ့4:39မိနစ်တွေမှာတိုက်လေရင်တွေထပ်မံရောက်ရှိလာပြီးစက်တိုက်ဆိုသလိုအပြင်းထန်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။နေ့လယ်ပိုင်းမှာလည်းလေကြောင်းကနေတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်နေပြီးမြေပြင်မှာလည်းခြေလျင်စစ်ကြောင်းတွေနဲ့ထိုးစစ်ဆင်နေပေမဲ့ KIA ပူးပေါင်းတပ်ဖွဲ့တွေကနောက်ဆုတ်သွားတာမျိုးလုံးဝမရှိဘဲအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းတွေရှစ်ဆက်တိုးလို့မရအောင်အခိုင်အမာခုခံတိုက်ခိုက်နေစေဖြစ်တယ်လို့ဗိုလ်မှူးကြီးနော်ဘူးကရှင်းပြပါတယ်။တစ်ချိန်တည်းမှာပဲကချင်ပြည်နယ်ဗမော်မြို့မှာလည်းတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးအကြမ်းဖက်စစ်ကောင်စီဘက်ကသူတို့ပြန်လည်ထိန်းချုပ်နိုင်မှုလိုအပ်တယ်လို့ထင်ရတဲ့နေရာတွေကိုအင်အားအလုံးရင်းသုံးပြီးအပြင်းထန်ထိုးစစ်ဆင်နေပါတယ်။
KIA ပူးပေါင်းတပ်ဖွဲ့တွေဟာဗမော်မျိုးသိန်းစစ်စင်ရေးကိုပြီးခဲ့တဲ့2024ခုနှစ်စက်တင်ဘာလကတည်းကစတင်ခဲ့တာဖြစ်ပြီးစစ်စင်ရေးအစောပိုင်းကာလတွေမှာအကြမ်းဖက်စစ်ကောင်စီရဲ့တပ်ရင်းဌာနချုပ်တွေအပါအဝင်စခန်းနေရာအများပြားကိုအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်ကမန္တလေးကနေတဆင့်စစ်သင်္ဘောတွေလေကြောင်းပစ်ကူတွေနဲ့စစ်ကူအင်အားတွေအဆက်မပြတ်ထပ်မံပြည့်တင်းလာတာကြောင့်နှစ်ဖက်ကြားအပြန်အလှန်ထိုးစစ်တွေနဲ့တိုက်ပွဲတွေပုံမှုပြင်းထန်လာခဲ့တာဖြစ်ပါတယ်။မြေပြင်မှာအထိနာနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဟာအပြစ်မဲ့ပြည်သူလူထုအပေါ်ရည်ရွယ်ချက်ရှိရှိပြစ်မှတ်ထားပြီးလူအခွင့်အရေးချိုးဖောက်မှုတွေကိုအဆိုးရွားဆုံးဆက်လက်ကျူးလွန်နေပါတယ်။မကွေးတိုင်းစလင်းမြို့နယ်အဆက်ကကြေးရွာတွေဘက်ကိုဩဂတ်လ20ရက်နေ့ကလေးကစိတ်ဖြူမြို့နယ်ဘက်ကနေဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာဒေသခံပြည်သူတွေကိုလူသားတိုင်းအဖြစ်အတင်းကျပ်ဖမ်းဆီးခေါ်ဆောင်မှုတွေပြုလုပ်နေပါတယ်။ဩဂတ်လ21ရက်နေ့မှာဒီစစ်ကြောင်းဟာထိန်ကန်ကြေးရွာနဲ့တမာချောင်ကြေးရွာတွေအတွင်းကိုအင်အားသုံးဝင်ရောက်လာခဲ့ပြီးအပြစ်မဲ့ရွာသူရွာသားအမျိုးသားနဲ့အမျိုးသမီးစုစုပေါင်း10ဦးထက်မနည်းကိုအတင်းကျပ်ဖမ်းဆီးသွားခဲ့ပါတယ်။ဖမ်းဆီးခံရသူတွေကိုအကြမ်းဖက်စစ်ကောင်စီတပ်ကသူတို့စစ်ကြောင်းထိုးရလမ်းကြောင်းတစ်လျှောက်မှာလူသားတိုင်းဖြစ်အကာအကွယ်ယူအသုံးပြုနေတယ်လို့ဒေသခံတွေကအတည်ပြုပြောဆိုကြပြီးဖမ်းဆီးခံရသူတွေရဲ့လက်ရှိအသက်အန္တရာယ်အခြေအနေနဲ့ပတ်သက်လို့ဘာသတင်းမှမသိရသေးပါဘူး။ဒါ့အပြင်ကြေးရွာအတွင်းမှာကြံရစ်ခဲ့တဲ့ဒေသခံတချို့ကိုလည်းအကြောင်းမဲ့ရိုက်နှက်နှိပ်စက်တာတွေကျူးလွန်ခဲ့ပါတယ်။အခုလိုအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကြေးရွာတွေအတွင်းကိုဝင်ရောက်တက်ဆွဲထားတာကြောင့်ထိန်ကန်တဲ့တမာချောင်ကြေးရွာ2ရွာကအပြစ်မဲ့ပြည်သူ1000ဝန်းကျင်ခန့်ဟာမိမိတို့နေအိမ်တွေကိုစွန့်ခွာပြီးဘေးလွတ်ရာတောတောင်တွေကိုအရေးပေါ်ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။လက်ရှိအချိန်မှာတော့အဆိုပါအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာအင်အားခွဲပြီးကြေးရွာ2ရွာအတွင်းမှာအခိုင်အမာတက်ဆွဲထားဆဲဖြစ်တာကြောင့်စလိမ်မြို့နယ်အဆက်မှာရှိတဲ့ဒေသခံပြည်သူတွေကြားမှာလုံခြုံရေးအတွက်အထူးစိုးရိမ်ပူပန်မှုတွေမြင့်တက်နေပါတယ်။အလားတူကချင်ပြည်နယ်ဖားကတ်မြို့နယ်လီဒိုလမ်းမဘေးကနောင်မီကြေးရွာအတွင်းကိုလည်းအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံမင်းစေတန်းဦးဆောင်တဲ့ဝါရဇွတ်ပြည်သူစစ်အဖွဲ့တွေဝင်ရောက်လာပြီးအပြစ်မဲ့ကချင်လူငယ်4ဦးကိုအကြောင်းမဲ့ဖမ်းဆီးကရရက်ဆက်ဆက်အသက်အန္တရာယ်ပြုခဲ့ပါတယ်။ဩဂတ်လ9ရက်နေ့နံနက်ပိုင်းကဝါရဇွတ်ပြည်သူစစ်အဖွဲ့ဟာသူတို့ရဲ့ရှင်ပွေရန်တင်နန်းကွင်းကနေကားနဲ့တနာရီခန့်သွားရတဲ့နောင်မီကြေးရွာကိုရုတ်တရက်ဝင်ရောက်လာခဲ့ပြီးရွာမှာပုံမှန်နေထိုင်နေတဲ့အသက်22နှစ်အရွယ်ကိုလမိုင်ခွမ်းမိုင်အသက်25နှစ်အရွယ်ကိုထောင်လွမ်းအသက်19နှစ်အရွယ်ကိုစွတ်အောင်နဲ့အသက်18နှစ်အရွယ်ကိုထွဲဆန်းအောင်တို့ကိုအတင်းကျပ်ဖမ်းဆီးခေါ်ဆောင်သွားကရရက်ဆက်ဆက်အသက်ဆုံးရှုံးစေခဲ့တာဖြစ်ပါတယ်။ဒီလိုတပ်ဖြတ်ရတဲ့အကြောင်းရင်းဟာဩဂတ်လ10ရက်နေ့ကတနိုင်းမြို့နယ်တင်းကောက်စွတ်ကြေးရွာမှာပြုလုပ်ခဲ့တဲ့မင်းစေတန်းဦးဆောင်တဲ့ပြည်သူစစ်အဖွဲ့ရဲ့တင်နန်းစင်ပွဲကို KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တွေကလက်နက်ကြီးတွေအသုံးပြုပြီးဝင်ရောက်တိုက်ခိုက်ခဲ့လို့ပြည်သူစစ်ဘက်က10ဦးအသက်ဆုံးရှုံးပြီး10ဦးထက်မနည်းအပြင်းအထန်ဒဏ်ရာရရှိခဲ့တဲ့အပေါ်ပြစ်မဲ့ပြည်သူတွေကိုလက်စားချေတုံ့ပြန်လိုက်တာဖြစ်တယ်လို့ဒေသခံသတင်းရင်းမြစ်တွေကဆိုပါတယ်။လူငယ်လေးဦးအသက်ဆုံးရှုံးခဲ့ရပြီးနောက်မိသားစုဝင်တွေဟာရုပ်အလောင်းတွေကိုပြန်လည်ရရှိဖို့အတွက်ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်ဖွဲ့ PCG ကနေတဆင့်အကြမ်းဖက်စစ်ကောင်စီရဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုထံကိုဆက်သွယ်အကူအညီတောင်းခံခဲ့ပါတယ်။ဒါပေမဲ့အကြမ်းဖက်စစ်ကောင်စီတိုင်းမှုဘက်ကအလောင်းတွေကိုပြန်မပေးဘဲတေဆုံးသူတဦးစီအတွက်မိသားစုကိုငွေကျပ်10သိန်းစီသာပေးအပ်ပြီးစုတောင်းပွဲပြုလုပ်ခိုင်းခဲ့တယ်လို့သိရှိရပါတယ်။မင်းစေတန်းဦးဆောင်တဲ့ဝါရာဇွတ်ပြည်သူစစ်အဖွဲ့ဟာအကြမ်းဖက်စစ်ကောင်စီရဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဒေသကွပ်ကဲမှုစစ်ဌာနချုပ်လောက်ခံလက်ကင်တို့အဖွဲ့ဖြစ်ပြီးလီဒိုလမ်းမကြီးတစ်လျှောက်မှာရှိတဲ့ဒေသခံပြည်သူတွေကိုအကြောင်းမဲ့ဖမ်းဆီးတပ်ဖြတ်တာတွေငွေကြေးချင်းချောက်တောင်းခံတာတွေနဲ့အခြားသောလူခွင့်ချိုးဖောက်မှုပေါင်းများစွာကိုလွတ်လပ်စွာကျူးလွန်နေကြတာဖြစ်ပါတယ်။ပြည်တွင်းပညာရေးကဏ္ဍမှာလည်းအကြမ်းဖက်စစ်ကောင်စီအောက်မှာစနစ်တကျပျက်စီးယိုယွင်းလာနေပြီးမကွေးမြို့မှာရှိတဲ့အခြေခံကျန်းမာရေးတက္ကသိုလ်မှာစာမှုဝဲမတမာမှုတွေလက်ပေးလက်ယူမှုတွေအကြီးအကျယ်ဖြစ်ပေါ်နေပါတယ်။တက္ကသိုလ်ရဲ့ပါမောက္ခချုပ်ဒေါက်တာထွန်းတင်ကိုယ်တိုင်ကဒီမတမာမှုတွေကိုထိရောက်စွာအရေးယူဖြေရှင်းပေးခြင်းမရှိဘဲလစ်လျူရှုထားတယ်လို့တက္ကသိုလ်အတိုင်းဝိုင်းကပြင်းပြင်းထန်ထန်ဝေဖန်နေကြပါတယ်။စာမှုဖြေဆိုခြင်းတွေမှာဝင်ခွင့်ဖြေဆိုသူတွေစာခိုးချတာကိုအခန်းဆောင်ဆရာမတွေကဖမ်းဆီးမိပြီးတာဝန်ရှိသူတွေထံအဆင့်ဆင့်တင်ပြခဲ့ပေမဲ့လည်းဘာအရေးယူမှုမှမရှိတဲ့အတွက်ရိုးရိုးသားသားစ조사ဖြေဆိုနေတဲ့ကျောင်းသားတွေအကြားမှာမကျေနပ်မှုတွေကြီးထွားနေပါတယ်။ဒါ့အပြင်စာမှုဖြေဆိုပြီးသားအဖြေလွှာတွေကိုတော့ငွေကြေးအမြောက်များပေးပြီးအဖြေမှားတွေကိုပြန်လည်ပြင်ဆင်ခွင့်ရနေတာတွေကျောင်းမတက်ပဲကျောင်းခေါ်ချိန်ပြည့်မီအောင်မှတ်တမ်းအတုပြုလုပ်ပေးနေတာတွေအထိစိုးစိုးရွားရွားဖြစ်ပေါ်နေတယ်လို့သတင်းရင်းမြစ်တွေကခိုင်ခိုင်မာမာဆိုကြပါတယ်။ကျောင်းသားတွေအနေနဲ့လည်းတက္ကသိုလ်စာသင်ခန်းတွေထဲမှာပြည့်ပြည့်စုံစုံသင်ကြားခွင့်မရတော့ဘဲပြင်ပကျူရှင်စနစ်ကိုသာအားကိုးလာကြပြီးဘာသာရပ်တစ်ခုအတွက်ကျူရှင်ကအနေနဲ့တစ်လကိုအနည်းဆုံးကျပ်ငွေ2သိန်းခန့်အထိပေးနေကြရပါတယ်။တနိုင်ငံလုံးအတိုင်းအတာနဲ့ဒီအခြေခံကျန်းမာရေးတက္ကသိုလ်တစ်ကျောင်းတည်းသာရှိတာဖြစ်ပြီး6လတာသင်တန်းကာလအတွက်ကုန်ကျစရိတ်ဟာကျပ်သိန်း200ကနေ300အထိရှိနေပေမဲ့တက္ကသိုလ်ဝင်ခွင့်နဲ့သင်တန်းအမှတ်ပေးစနစ်တွေမှာကျောင်းသားတွေရဲ့တကယ့်အရေးချင်းထက်ငွေကြေးပေးနိုင်မှုနဲ့ပုဂ္ဂိုလ်ရေးခင်မင်မှုတွေပေါ်မှာသာမူတည်ပြီးဖက်လိုက်ရွေးချယ်မှုတွေရှိနေပါတယ်။ဒီလိုအခြေအနေတွေနဲ့ပတ်သက်ပြီးသက်ဆိုင်ရာတာဝန်ရှိသူတွေထံအကြိမ်ကြိမ်တင်ပြတောင်းဆိုထားပေမဲ့လုံးဝစုံစမ်းစစ်ဆေးရေးယူတာမျိုးမရှိတဲ့အတွက်ဒီတိုင်းသာဆက်သွားနေမယ်ဆိုရင်နောက်တစ်ချိန်မှာအရေးချင်းမပြည့်မီတဲ့ကျန်းမာရေးဝန်ထမ်းတွေသာပေါ်ထွက်လာပြီးပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကြီးတစ်ခုလုံးပြိုလဲသွားနိုင်တယ်လို့တက္ကသိုလ်အတိုင်းဝိုင်းကပြင်းပြင်းထန်ထန်သတိပေးပြောဆိုထားပါတယ်။ယခုတင်ဆက်ပေးနေတဲ့မြေပြင်စီးရေးသတင်းများကိုဆက်လက်တင်ဆက်ပေးနေတာဖြစ်ပါတယ်ခင်ဗျာ။
နောက်ဆုံးရသတင်းများကိုအဆုံးထိဆက်လက်နားဆင်ကြည့်ရှုပေးပါဦးခင်ဗျာ။ AR တိုင်းအတွင်းမှာတော့တဘာဝဘေးအန္တရာယ်အဖြစ်ရေကြီးရေရှမ်းမှုတွေအဆိုးရွားဆုံးဆက်လက်ဖြစ်ပွားနေပြီးရေကြီးမြို့မှာဩဂတ်လ22ရက်နေ့ညပိုင်းကရေစီးတဲ့မျောပါသွားခဲ့တဲ့လူငယ်2ဦးအနက်2ဦးကိုအသက်ရှင်လျက်ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပေမဲ့အသက်23နှစ်ဝန်းကျင်အရွယ်လူငယ်2ဦးကတော့အခုချိန်ထိပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ပျောက်ဆုံးနေတဲ့အဲ့လူငယ်ကိုဩဂတ်လ23ရက်နေ့ကလေးကနေဒီကနေ့အထိကယ်ဆယ်ရေးအဖွဲ့တွေနဲ့ဒေသခံတွေပူးပေါင်းပြီးအပူတပြင်းဆက်လက်ရှာဖွေနေကြပေမဲ့ရေစီးကြမ်းတမ်းလွန်းတာကြောင့်ဘာအစအနာမှပြန်လည်တွေ့ရှိခြင်းမရှိသေးပါဘူး။တစ်ဖက်မှာလည်းကျုံပြော်မြို့နယ်အတွင်းမှာရှိတဲ့မြို့ပေါ်အနှိမ်ပိုင်းရက်ကွက်တွေမှာရေကြီးရေရှမ်းမှုတွေဆက်လက်ဖြစ်ပွားနေပြီးရေစီးအရန်ကျန်းနေစေဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။လေးမျက်နှာမြို့နယ်အတွင်းမှာရှိတဲ့ငဝမြစ်ရေကာတာကိုအခုချိန်ထိအပြည့်အဝပြန်လည်ပိတ်ဆို့နိုင်ခြင်းမရှိသေးတာကြောင့်ရေတွေဟာမြို့ရွာတွေကိုအရှိန်ဟုန်နဲ့ဆက်လက်စီးဝင်နေပြီးဩဂတ်လ17ရက်နေ့ကတည်းကမြို့ရဲ့အနှိမ်ပိုင်းရက်ကွက်တွေအားလုံးနီးပါးရေအောက်ရောက်ရှိနေတာဖြစ်ပါတယ်။အထူးသဖြင့်မြဝတီရက်ကွက်မြဝတီရလန်းဗိုလ်ချုပ်လန်းတဝိုက်ပင်လုံတရက်ကွက်ပင်လုံ2ရက်ကွက်နဲ့ကန်တာလန်းတဝိုက်တွေမှာရေတွေရုတ်တရက်အလုံးရင်းနဲ့ဝင်ရောက်လာတာကြောင့်ဒေသခံပြည်သူတွေဟာရေနစ်မြုပ်မှုဘေးအန္တရာယ်ကိုအဆိုးရွားဆုံးရင်ဆိုင်နေကြပါတယ်။ရေဘေးသင့်ရက်ကွက်တွေကပြည်သူတချို့ဟာနေအိမ်တွေကိုစွန့်ခွာပြီးရေဘေးလွတ်ရာအမြင့်ပိုင်းမှာရှိတဲ့နီးစပ်ရာဖုံးတော်ကြီးကျောင်းတွေကိုပြောင်းရွှေ့ခိုလုံနေကြရပါတယ်။လက်ရှိမှာလည်းကျုံပြော်မြို့အတွင်းမှာရေစီးအလွန်ကျန်းနေစေဖြစ်တာကြောင့်အမြင့်ပိုင်းရက်ကွက်တွေအထိပါရေထက်မှန်ကြီးလာနိုင်မဲ့အရေးကိုဒေသခံတွေကအထူးစိုးရိမ်ပူပန်နေကြပါတယ်။ဒါ့အပြင် AR တိုင်းအတွင်းမှာမိုးသဲထန်စွာဆက်လက်ရွာသွန်းနေတဲ့အတွက်ငဝမြစ်ရေနဲ့အခြားချောင်းရည်တွေဟာထပ်မံမြင့်တက်လာနိုင်ပြီးရေဘေးတင်ဒေသတွေမှာကယ်ဆယ်ရေးအဖွဲ့တွေနဲ့အရေးပေါ်စားနပ်ရိက္ခာအကူအညီတွေအလွန်မင်းလိုအပ်လာနိုင်တယ်လို့လည်းဒေသခံတွေကအကူအညီတောင်းခံပြောဆိုနေကြပါတယ်။နိုင်ငံတကာသတင်းများအနေဖြင့်အမေရိကန်ပြည်ထောင်စုဟာအီရန်နိုင်ငံနဲ့ရေနံကုန်သွယ်မှုတွေပြုလုပ်နေတဲ့တရုတ်နိုင်ငံအပါအဝင်အခြားသောနိုင်ငံတွေကိုပါပြစ်မှတ်ထားပြီးအရေးယူပိတ်ဆို့မှုတွေပြုလုပ်ဖို့စီစဉ်နေပါတယ်။အမေရိကန်ဆိုရအနေနဲ့လာမယ့်တနင်္လာနေ့မှာအီရန်နိုင်ငံပေါ်စီးပွားရေးအရအရေးယူပိတ်ဆို့မှုအသစ်တွေကိုတရားဝင်ကြေညာလာနိုင်တယ်လို့ပင်တဂွန်စစ်ဌာနချုပ်ရဲ့အရှေ့လယ်ပိုင်းရေးရာညွှန်ကြားရေးမှူးဟောင်းကသုံးသပ်ပြောဆိုထားပါတယ်။အထူးသဖြင့်အီရန်ကနေတင်ပို့တဲ့ရေနံစိမ်းတွေကိုဝယ်ယူပြီးပြန်လည်ချက်လုပ်နေကြတဲ့တရုတ်နိုင်ငံတွင်းကအသေးစားရေနံချက်စက်ရုံတွေကိုသာမကအဲ့ဒီဒေသတွေကအစိုးရအရာရှိတချို့ကိုပါတိုက်ရိုက်ပြစ်မှတ်ထားအရေးယူနိုင်တယ်လို့သူကဆိုပါတယ်။တရုတ်ခေါင်းဆောင်ပိုင်းအနေနဲ့အမေရိကန်ပြည်ထောင်စုမှာသူတို့ရဲ့အကျိုးစီးပွားတွေနဲ့ခြေကုပ်ယူထားမှုတွေကိုဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အထူးစ조사နေတာသိသာထင်ရှားတဲ့အတွက်ဒီလိုမျိုးတိကျတဲ့ကုန်သွယ်ရေးပြစ်မှတ်တွေကိုအရေးယူပိတ်ဆို့လိုက်တာအလွန်ထိရောက်တဲ့ဖိအားပေးမှုတစ်ရပ်ဖြစ်လာနိုင်ပါတယ်။အမေရိကန်အနေနဲ့လက်ရှိအချိန်ထိစီးပွားရေးအရဖိအားပေးနိုင်တဲ့အင်အားအများပြားရှိနေသေးပြီးအီရန်နဲ့ဖြစ်ပွားနေတဲ့ပဋိပက္ခမှာဒီစီးပွားရေးလက်နက်ကိုအပြည့်အဝအသုံးမချရသေးဘူးလို့လည်းကျွမ်းကျင်သူတွေကသုံးသပ်ကြပါတယ်။အမေရိကန်ဟာစစ်ရေးအင်အားသက်သက်ကိုအသုံးပြုပြီးရည်မှန်းချက်မအောင်မြင်သေးတာကြောင့်အီရန်ဆိုရကိုဆန့်ကျင်နေတဲ့ပြည်တွင်းအုပ်စုတွေကိုလက်နက်နဲ့အခြားအထောက်ပံ့တွေပေးအပ်ပြီးအီရန်ဆိုရရန်တရားကိုအားနည်းသွားအောင်လှုံ့ဆော်လာနိုင်တဲ့နည်းလမ်းတွေလည်းရှိနေပါတယ်။တစ်ချိန်တည်းမှာပဲအီရန်နိုင်ငံဟာလက်ရှိစစ်ပွဲတွေမှာအောင်ပွဲခံနေတဲ့နိုင်ငံမျိုးမဟုတ်ဘူးလို့လည်းထောက်ပြထားပြီးမကြာသေးခင်ကမှအီရန်ရဲ့အမျိုးသားလုံခြုံရေးဆိုင်ရာထိပ်တန်းခေါင်းဆောင်အဖွဲ့ကိုပြန်လည်ဖွဲ့စည်းပြင်ဆင်လိုက်တာဟာအစ္စလာမ်တော်လှန်ရေးအစောင့်တပ်ကိုအခြေခံထားတဲ့အီရန်အစိုးရရန်တရားပေါ်ပြည်တွင်းချိန်ချောက်မှုတွေကြီးမားနေတယ်ဆိုတာကိုအီရန်ခေါင်းဆောင်ပိုင်းကိုယ်တိုင်နားလည်လက်ခံထားကြောင်းပြသနေတာဖြစ်ပါတယ်။အီရန်မျိုးသားလုံခြုံရေးကောင်စီအတွင်းမှူးရီဇာအီကတော့အမေရိကန်အနေနဲ့အီရန်ပေါ်စီးပွားရေးစစ်ပွဲဆင်နွှဲတာတွေဆက်လက်လှုပ်ဆောင်လာမယ်ဆိုရင်အီရန်ဘက်ကလည်းပြင်းပြင်းထန်ထန်တုံ့ပြန်သွားမယ်လို့သတိပေးထားပါတယ်။ဒါ့အပြင်အမေရိကန်ရဲ့စီးပွားရေးစစ်ပွဲမှာပါဝင်ပတ်သက်တဲ့ဒါမှမဟုတ်အမေရိကန်ကိုထောက်ခံအားပေးတဲ့နိုင်ငံမှန်သမျှကိုအီရန်အနေနဲ့စစ်ပွဲမှာတိုက်ရိုက်ပါဝင်ပတ်သက်တဲ့ရန်သူလုပ်ရအဖြစ်သတ်မှတ်သွားမယ်လို့လည်းအတိအလင်းချင်းချောက်ပြောဆိုထားပါတယ်။အမေရိကန်နဲ့ကနေဒါနိုင်ငံတို့အကြားမှာလည်းခွန်တိုးကောက်မဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးကုန်သွယ်ရေးစစ်ပွဲအကြီးအကျယ်ပြင်းထန်လာနေပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာကနေဒါနိုင်ငံကနေတင်သွင်းလာတဲ့ထုတ်ကုန်တွေအပေါ်အခွန်ပြားဆယ်ရာခိုင်နှုန်းအထိအစမတန်တိုးမြင့်ကောက်ခံသွားမယ်လို့ကြေညာလိုက်ပြီးတဲ့နောက်ကနေဒါဝန်ကြီးချုပ်ဘက်ကလည်းအမေရိကန်ထုတ်ကုန်တွေကိုအခွန်ပြန်လည်တိုးကောက်ပြီးပြက်ပြက်သားသားတုံ့ပြန်သွားမယ်လို့တရားဝင်ကြေညာလိုက်ပါတယ်။ကနေဒါအစိုးရရဲ့အခွန်အသစ်တိုးကောက်မဲ့အစီအစဉ်ကိုလာမယ့်စက်တင်ဘာလ10ရက်နေ့ကစတင်ပြီးအသက်ဝင်သတ်မှတ်သွားမှာဖြစ်ပါတယ်။ဒီခွန်တွေဟာအမေရိကန်ရဲ့တန်မဏိထုတ်ကုန်တွေနှုတ်ထွက်ပစ္စည်းတွေအီလက်ထရောနစ်ပစ္စည်းတွေအိမ်သုံးပစ္စည်းတွေနဲ့စိုက်ပျိုးရေးအသုံးဆောင်ပစ္စည်းတွေအပါအဝင်အဓိကကုန်ပစ္စည်းအမျိုးအစားအများပြားကိုတိုက်ရိုက်ထိခိုက်စေမှာဖြစ်ပါတယ်။ကနေဒါအစိုးရအနေနဲ့အမေရိကန်ဘက်ကအခွန်တိုးကောက်ထားတဲ့ပမာဏအတိုင်းဒေါ်လာကို$နှုန်းထားနဲ့အတိအကျပြန်လည်တုံ့ပြန်သွားမှာဖြစ်ပြီးဒါကနေဒါလူသမားတွေလယ်သမားတွေမိသားစုတွေနဲ့ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေကိုကာကွယ်ဖို့အတွက်မလွှဲမရှောင်သာလှုံ့ဆော်ရတာဖြစ်တယ်လို့ရှင်းလင်းပြောဆိုထားပါတယ်။ဒီအခြေအနေဟာနှစ်နိုင်ငံတာဝန်ရှိသူတွေအကြားရပ်ပေါင်းများစွာအပြင်းထန်ဆွေးနွေးညှိနှိုင်းခဲ့ကြပေမဲ့ဘာသဘောတူညီချက်မှမရရှိဘဲဆွေးနွေးပွဲတွေအပြည့်သက်ပြတ်ပြားသွားခဲ့ပြီးတဲ့နောက်အခုလိုပေါ်ပေါက်လာတာဖြစ်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကောက်ခံမဲ့အခွန်90ရာခိုင်နှုန်းဟာကနေဒါထုတ်ကုန်ဒေါ်လာဘီလီယံ20ခန့်အပေါ်မှာတိုက်ရိုက်တက်ရောက်မှာဖြစ်ပြီးဒါဟာအမေရိကန်ကိုကနေဒါကတင်ပို့နေတဲ့ကုန်ပစ္စည်းစုစုပေါင်းရဲ့9.3%ကိုထိခိုက်စေမှာဖြစ်ပါတယ်။အမေရိကန်ရဲ့အခွန်တွေထဲမှာကနေဒါရဲ့ပရီဘောကတစ်တော်ထွက်ပစ္စည်းဆောက်လုပ်ရေးသုံးသစ်ငါးဖမ်းပိုက်နဲ့ရေခဲတစ်တာအပိုပစ္စည်းတွေလိုမျိုးအဓိကကုန်ပစ္စည်းတွေလည်းပါဝင်နေပါတယ်။ကနေဒါရဲ့တုံ့ပြန်ကြေညာချက်ပေါ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလူမှုကွန်ရက်ကနေတဆင့်ပြန်လည်ဝေဖန်ခဲ့ပြီး
ကနေဒါဟာအမေရိကန်ရဲ့ပြည်နယ်တစ်ခုလိုအကျိုးခံစား권တွေတော့အပြည့်အဝရချင်ပေမဲ့တာဝန်ခံမှုအပိုင်းမှာတော့ပြည်နယ်တစ်ခုလိုမလုပ်ချင်ဘူးဆိုတဲ့သဘောမျိုးနဲ့လှောင်ပြောင်ပြောဆိုခဲ့ပါတယ်။ကနေဒါအစိုးရကတော့ဆွေးနွေးပွဲတွေပြပြသွားရတဲ့အဓိကအကြောင်းရင်းဟာအမေရိကန်ဘက်ကနောက်ဆုံးတောင်းဆိုလာတဲ့အချက်တွေဟာကနေဒါအတွက်စီးပွားရေးအလုံးဝမသင့်တော်သလိုအလွန်မမျှတတဲ့အပြင်ကနေဒါနိုင်ငံရဲ့အခြားနိုင်ငံတွေနဲ့လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်တွေချုပ်ဆိုလှုပ်ဆောင်နိုင်ခွင့်ကိုပါကန့်သတ်ချုပ်ချယ်ဖို့ကြိုးစားလာတာကြောင့်ဖြစ်တယ်လို့ရှင်းပြပါတယ်။ဒါအပြင်အမေရိကန်ဘက်ကကနေဒါနိုင်ငံရဲ့ပြင်သစ်ဘာသာစကားသုံးစွဲမှုနဲ့ကွေဘက်ပြည်နယ်ကိုပိုင်ယဉ်ကျေးမှုအပေါ်ကိုပါထိခိုက်စေနိုင်တဲ့နိုင်ငံရေးတောင်းဆိုချက်တွေအထိပါပြုလုပ်လာခဲ့တယ်လို့ဆိုပါတယ်။ကနေဒါအစိုးရအနေနဲ့အခွန်တုံ့ပြန်မှုနဲ့အတူအမေရိကန်အခွန်တွေကြောင့်နစ်နာမဲ့ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေအတွက်ထောက်ပံ့ကူညီမှုအစီအစဉ်တွေကိုလည်းလာမယ့်အပတ်မှာတရားဝင်ကြေညာသွားမယ်လို့အသိပေးထားပါတယ်။သို့ပေမဲ့လည်းဒီကုန်သွယ်ရေးစစ်ပွဲကြောင့်ကနေဒါစီးပွားရေးအပေါ်ကြီးမားတဲ့ရိုက်ခတ်မှုတွေရှိလာနိုင်ပြီးအထူးသဖြင့်ပြည်တွင်းကုန်ကျစရိတ်တွေနဲ့ကုန်စည်နှုန်းတွေအဆမတန်မြင့်တက်လာနိုင်သလိုအလုတ်လက်မဲ့နှုံထားတွေလည်းတိုးလာနိုင်ပြီးအသေးစားနဲ့အလက်စားလုပ်ငန်းတချို့ဟာပိတ်သိမ်းရနိုင်တဲ့အန္တရာယ်ရှိတယ်လို့စီးပွားရေးကျွမ်းကျင်သူတွေကသတိပေးထားပါတယ်။တစ်ဖက်မှာလည်းကနေဒါအစိုးရဟာအမေရိကန်အပေါ်အလွန်ကြုံမှီခိုနေရမှုကိုလျှော့ချပြီးအာရှနဲ့ဥရောပနိုင်ငံတွေအပါအဝင်အခြားသောနိုင်ငံတွေနဲ့ကုန်သွယ်ရေးဆက်ဆံမှုတွေကိုပုံမတိုးချဲ့ဖို့အပူတပြင်းစ조사နေပါတယ်။လက်ရှိမှာကနေဒါနိုင်ငံရဲ့ပို့ကုန်စုစုပေါင်းရဲ့85%နီးပါးဟာအမေရိကန်ဈေးကွက်တစ်ခုတည်းကိုသာမှီခိုနေရတာကြောင့်ဒီကုန်သွယ်ရေးစစ်ပွဲဟာနှစ်နိုင်ငံစလုံးအတွက်ဖိအားအလွန်ကြီးမားတဲ့အခြေအနေတည်းဖြစ်လာနေပါတယ်။ကနေဒါပြည်သူတွေကြားမှာလည်းအမေရိကန်နဲ့ဆွေးနွေးရမှာမိမိတို့အစိုးရအနေနဲ့ပုံမတင်းမှာပြတ်သားတဲ့ရည်တည်ချက်ကိုထားရှိတဲ့ဆိုတဲ့အမြင်တွေအားကောင်းနေပြီးလက်တလောစစ်တမ်းတစ်ခုရကနေဒါနိုင်ငံသား56%ကအမေရိကန်ဘက်ကိုနောက်ထပ်ဘာအလျော့ပေးမှုမှမလုပ်ဘဲတင်းမာရည်တည်သွားတဲ့နယ်လို့ထောက်ခံထားကြပါတယ်။အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ဂျာမီဂရီယာကတော့လက်တလောအချိန်မှာကနေဒါနဲ့ဆွေးနွေးပွဲအသစ်ပြန်လည်ပြုလုပ်ဖို့ပါအစီအစဉ်မှမရှိသေးဘူးလို့တုံ့ပြန်ပြောဆိုထားပါတယ်။အာဖရိကတိုက်ဂီနီနိုင်ငံရဲ့မြို့တော်ကိုနာဂရီမှာတော့မိုးတဲထန်စွာရွာသွန်းမှုတွေအပြီးမှာနိုင်ငံရဲ့အကြီးဆုံးမှိုက်ပုံကြီးရုတ်တရက်ပြိုကျခဲ့တာကြောင့်အနည်းဆုံးလူ30အသက်ဆုံးရှုံးခဲ့ပြီး6ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ဝမ်းနည်းပွဲဖြစ်ရတစ်ခုဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီအမှိုက်ပုံကြီးပြိုကျတဲ့ဖြစ်စဉ်ဟာညလယ်3နာရီအချိန်ခန့်လူတွေအိမ်မောကျနေချိန်မှာဖြစ်ပွားခဲ့တာဖြစ်ပြီးဇက်တိုက်ရွာသွန်းခဲ့တဲ့မိုးရေတွေကြောင့်အမှိုက်ပုံကြီးဟာမြေပြိုသလိုမျိုးအရှိန်ဟုန်နဲ့ပြိုဆင်းလာကအမှိုက်ပုံအောက်ခြေအနီးမှာဆောက်လုပ်နေထိုင်ကြတဲ့တဲအိမ်တွေကိုမြေကြီးတွေအမှိုက်တွေနဲ့အထက်ထပ်ဖုံးလွှမ်းသွားခဲ့တာဖြစ်ပါတယ်။ဂီနီအစိုးရအနေနဲ့မြေတူးဆက်ရန်ရာကြီးတွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့လူအင်အားအများပြားကိုအသုံးပြုပြီးအမှိုက်ပုံအောက်မှာပိတ်မိနေသူတွေကိုအပူတပြင်းဆက်လက်ရှာဖွေကယ်ဆယ်နေသလိုတေဆုံးသွားသူတွေရဲ့ရုပ်အလောင်းတွေကိုလည်းဆက်လက်ရှာဖွေဖော်ထုတ်နေပါတယ်။ဂီနီဝန်ကြီးချုပ်ကိုယ်တိုင်အခင်းဖြစ်ပွားရာနေရာကိုတွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီးကယ်ဆယ်ရေးလုပ်ငန်းတွေကိုအနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့ပါတယ်။ထိခိုက်ဒဏ်ရာရရှိသူတွေကိုအရေးပေါ်ဆေးကုသမှုပေးဖို့နဲ့ဘေးဒဏ်သင့်ပြည်သူတွေကိုလိုအပ်တဲ့အကူအညီတွေအမြန်ဆုံးပေးအပ်ဖို့ကိုလည်းအစိုးရကစီစဉ်ဆောင်ရွက်ထားပါတယ်။ဒေသခံအုပ်ချုပ်ရေးတာဝန်ရှိသူတူကတော့မြေစာပုံအောက်မှာပိတ်မိနေသူတွေအများပြားရှိနေသေးတာကြောင့်သေဆုံးသူအရေအတွက်ဟာအခုထက်ပိုမိုမြင့်တက်လာနိုင်တယ်လို့စိုးရိမ်ပူပန်နေပြီးလက်တလောမှာတော့အလောင်း18လောင်းကိုရှာဖွေတွေ့ရှိထားကရင်ခွဲရုံကိုပို့ဆောင်ထားပြီးဖြစ်တယ်လို့ပြောဆိုပါတယ်။တကယ်တော့အဲ့ဒီအမှိုက်ပုံကြီးဟာပြိုကျနိုင်တဲ့အန္တရာယ်ရှိလွန်းတဲ့အတွက်အစိုးရကပိတ်သိမ်းဖို့စီစဉ်ထားခဲ့ပြီးအခင်းဖြစ်ပွားတဲ့နေ့မှာပဲအပိသက်ပိတ်သိမ်းမယ်လို့သတ်မှတ်ကြေညာထားတာဖြစ်ပါတယ်။အစိုးရအနေနဲ့လည်းအမှိုက်ပုံအနီးနားမှာကျူးကျော်နေထိုင်သူတွေကိုဘေးလွတ်ရာရွှေ့ပြောင်းကြဖို့နဲ့လုံခြုံရေးစီးမြင့်တွေချမှတ်ဖို့အရင်ကတည်းကကြိုတင်ညွှန်ကြားထားခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့လည်းဂီနီနိုင်ငံရဲ့အဓိကအတိုက်ခံခေါင်းဆောင်တဲ့ဝန်ကြီးချုပ်ဟောင်းကတော့ဒီဖြစ်ရဟာအလွန်ဝမ်းနည်းဖွယ်ကောင်းတဲ့ကပ်ပြီးစိုးရိမ်စရာကောင်းတယ်လို့ပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုလိုက်ပါတယ်။ဖြစ်ပွားရတဲ့အဓိကအကြောင်းရင်းနဲ့အခြေအနေရရက်ကိုပွင့်လင်းမြင်သာစွာအမြန်ဆုံးစုံစမ်းဖော်ထုတ်ဖို့ကိုလည်းအတိုက်ခံခေါင်းဆောင်ကတောင်းဆိုထားပါတယ်။ယခုတင်ဆက်ပေးနေတဲ့မြေပြင်စီးရေးသတင်းများကိုဆက်လက်တင်ဆက်ပေးနေတာဖြစ်ပါတယ်ခင်ဗျာ။နောက်ဆုံးရသတင်းများကိုအဆုံးထိဆက်လက်နားဆင်ကြည့်ရှုပြီးခဲ့တဲ့2019ခုနှစ်ကရခိုင်ပြည်နယ်အတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်ကျူးလွန်ခဲ့တဲ့နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးတွေနဲ့လူမျိုးတုံးတပ်ဖြတ်မှုတွေကနေအသက်ရှင်လွတ်မြောက်လာပြီးဩစတြေးလျနိုင်ငံမှာရောက်ရှိခိုလုံနေကြတဲ့ရိုဟင်ဂျာဒုက္ခသည်တွေဟာ9နှစ်တာအချိန်ကာလကြာမြင့်လာပေမဲ့လည်းတရားမျှတရရှိရေးကိုအခုချိန်ထိအားခဲမျှော်လင့်နေကြဆဲဖြစ်ပါတယ်။2019ခုနှစ်ဩဂတ်လ30ရက်နေ့ကရခိုင်ပြည်နယ်အတွင်းကတူလာတိုးလီကျေးရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်ဝင်ရောက်လာပြီးမိရှို့တိုက်ခိုက်ခဲ့ချိန်မှာအသက်22နှစ်အရွယ်သားရှိသေးတဲ့ရိုဟင်ဂျာအမျိုးသမီးရိုကီယာဘီကန်ဟာသူမရဲ့ရင်ခွင်ထဲကအသက်18လအရွယ်သမီးငယ်လေးကိုစစ်သားတွေကအတင်းအဓမ္မဆွဲယူပြီးမိဘုံတဲကိုရက်ဆက်ဆက်ပစ်ချကအသက်အန္တရာယ်ပြုခဲ့တဲ့ဖြစ်ရဆိုးကြီးကိုကြုံတွေ့ခဲ့ရပါတယ်။မိခင်ဖြစ်သူကကလေးအတွက်အော်ဟစ်ငိုကြွေးနေခဲ့ပေမဲ့စစ်သားတွေကငိုရင်တနက်နဲ့ပစ်မယ်လို့ချိန်ချောက်ပြီးရွာဘက်ကိုအတင်းကျပ်ဆွဲခေါ်သွားခဲ့တယ်လို့သူမကကြေကွဲစွာပြန်လည်ပြောပြပါတယ်။အဲဒီနေ့ကအကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာရွာထဲကမျိုးသားတွေနဲ့ဆယ်ကျော်သက်အရွယ်ယောက်ျားလေးတွေကိုရွေးထုတ်ပြီးတနက်နဲ့ပစ်တာဓာတ်နဲ့ထိုးတာတွေပြုလုပ်ခဲ့တဲ့အပြင်တချို့ကိုဆိုရင်လေယာလုပ်ငန်းခွင်သုံးတစ်သားလက်နက်တွေနဲ့ပါအသေးလဲထိုးကျိတ်ရိုက်နှက်ခဲ့ကြပါတယ်။သေဆုံးသွားသူတွေရဲ့ရုပ်အလောင်းတွေကိုမြစ်ကမ်းဘေးမှာစုပုံထားခဲ့ပြီး
မျက်စိတစုံမြင်နိုင်သမျှနေရာတိုင်းမှာအလောင်းတွေပြန်ကျဲနေခဲ့တယ်လို့လည်းမျက်မြင်ကိုယ်တွေ့အသက်ရှင်ကြံရည်သူတွေကပြန်လည်ပြောပြကြပါတယ်။အဲဒီနောက်စစ်သားတွေကအမျိုးသမီးတွေကိုမီးလောင်နေတဲ့ရွာဘက်ကိုအတင်းတွန်းပို့ခဲ့တယ်လို့တချို့ကိုအဆောက်အုံတစ်ခုထဲမှာစုထည့်ပြီးအဆောက်အအုံကိုပါအရှင်လက်လက်မီးရှို့ခဲ့ပါတယ်။အဲဒီဖြစ်အဆိုးကြီးအတွင်းမှာရိုကီယာဘီကန်ဟာသူမရဲ့ကလေးငယ်အပါအဝင်မိခင်နဲ့အသက်10နှစ်ရွယ်မောင်လေးစုစုပေါင်းမိသားစုဝင်9ဦးကိုထာဝရဆုံးရှုံးခဲ့ရပါတယ်။သူမဟာမီးရှို့ခံရတဲ့အဆောက်အုံရဲ့နောက်ဖေးတကားကနေအသက်လူထွက်ပြေးခဲ့ရပြီးအခြားသောဒုက္ခသည်တွေနဲ့အတူတောတောင်တွေတဲ့လမ်းလျှောက်ကနောက်ဆုံးမှာလှေနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုအသက်လူကူးခတ်ခဲ့ရပါတယ်။ဘင်္ဂလားဒေ့ရှ်ရောက်မှသာအသက်ရှင်ကျန်ရစ်တဲ့သူမရဲ့အကိုဖြစ်သူခင်မွန်းဖြစ်သူတို့နဲ့ပြန်လည်ဆုံတွေ့ခဲ့ရတာဖြစ်ပါတယ်။အလားတူပဲအခြားရိုဟင်ဂျာတူဖြစ်တဲ့ဆယ်ဒန်ဟိုစိန်ဟာလည်းမတ်ဖာရာဂျီရွာကနေထွက်ပြေးစဉ်စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့်တနက်တန်ရာ3ချက်အထိမှန်ခဲ့ပြီးမိသားစုနဲ့အတူလှေစည်းထွက်ပြေးရမှာသွေးထွက်လွန်ပြီးရေထဲပြုတ်ကျလူနီးပါးဒုက္ခရောက်ခဲ့ရသူဖြစ်ပါတယ်။သူတို့ကိုဘင်္ဂလားဒေ့ရှ်ကမ်းခြေဆောင်တပ်ဖွဲ့ကကယ်တင်နိုင်ခဲ့လို့သာအသက်ရှင်ခဲ့ရတာပါ။ရိုကီယာဘီကန်နဲ့ဆယ်ဒန်ဟိုစိန်တို့မိသားစုဟာဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာ10နှစ်ခန့်နေထိုင်ခဲ့ရပြီးနောက်ယခုနှစ်အတွင်းမှာလူသားချင်းစာနာမှုအစီအစဉ်နဲ့ဩစတြေးလျနိုင်ငံကွင်းစလန်းပြည်နယ်ကိုပြန်လည်နေရာချထားပေးခြင်းခံခဲ့ရတာဖြစ်ပါတယ်။လွန်ခဲ့တဲ့10နှစ်အတွင်းမှာဩစတြေးလျနိုင်ငံဟာရိုဟင်ဂျာဒုက္ခသည်3000ကျော်ကိုပြန်လည်လက်ခံနေရာချထားပေးခဲ့ပါတယ်။လက်ရှိမြန်မာနိုင်ငံအတွင်းကအခြေအနေတွေဟာ2019ခုနှစ်တုန်းကထက်ပိုမိုရှုပ်ထွေးဆိုးရွားလာနေပြီး2021ခုနှစ်အာဏာသိမ်းမှုနောက်ပိုင်းမှာပြည်တွင်းပြည်ပခါတွေနေရာအနှံ့ဖြစ်ပွားနေပါတယ်။ရခိုင်ပြည်နယ်အတွင်းမှာရိုဟင်ဂျာ6သိန်းခန့်ပိတ်မိကျန်ရစ်နေဆဲဖြစ်တယ်လို့ဩစတြေးလျသံတမန်ဟောင်းခရစ္စတိုဖာစီဒီကထောက်ပြထားပြီးသူတို့တွေဟာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့အာရခတပ်တော်တို့အကြားတိုက်ပွဲတွေကြားမှာမြေစာပင်ဖြစ်နေကြပါတယ်။2019ခုနှစ်တပ်ဖြတ်မှုတွေအတွက်ဂမ်ဘီယာနိုင်ငံကနေအကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်တွေကိုနိုင်ငံတကာတရားရုံးမှာလူမျိုးတုံးတပ်ဖြတ်မှုနဲ့တရားစွဲဆိုထားပြီးယခုနှစ်အတွင်းမှာတရားရုံးရဲ့အပိသက်ဆုံးဖြတ်ချက်ထွက်ပေါ်လာဖို့မျှော်လင့်နေကြပါတယ်။မိသားစုဝင်အများပြားကိုဆုံးရှုံးခဲ့ရတဲ့ရိုကီယာဘီကန်ကတော့ဒီကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအတွက်တရားမျှတမှုရရှိရေးကိုအခုချိန်ထိအားခဲမျှော်လင့်နေဆဲဖြစ်တယ်လို့ရင်ဖွင့်ပြောဆိုထားပါတယ်။နောက်ဆုံးသတင်းအနေနဲ့မလေးရှားနိုင်ငံစီလန်ကောပြည်နယ်မှာအာဏာပိုင်တွေကအထောက်ထားမဲ့နိုင်ငံသားအလုပ်သမားတွေကိုရှောင်တခင်ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့ရမှာမြန်မာနိုင်ငံသားတွေအပါအဝင်တရားမဝင်နိုင်ငံသားအလုပ်သမား25ဦးဖမ်းဆီးခံခဲ့ရပါတယ်။စီလန်ကောပြည်နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရဩဂတ်လ22ရက်နေ့နနက်အစောပိုင်း9:15မိနစ်ခန့်မှာလူဝင်မှုကြီးကြပ်ရေးဌာနအမျိုးသားမှတ်ပုံတင်ဌာနမူရစေဝါကာကွယ်နှိမ်နင်းရေးအေဂျင်စီနဲ့ရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့တို့ပူးပေါင်းပြီးစူဘန်ဂျာယာမြို့နယ်နဲ့ကလန်းမြို့ကဈေးကြီးတွေမှာအခုလိုအော်ပရာစီစစ်စင်ရေးဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ဒီစစ်ဆေးမှုအတွင်းမှာနိုင်ငံသားစုစုပေါင်း82ဦးကိုတားဆီးစစ်ဆေးခဲ့ရမှာလူဝင်မှုကြီးကြပ်ရေးဥပဒေတွေကိုဖောက်ဖျက်ကျူးလွန်ထားတဲ့အသက်18နှစ်ကနေ90ဝန်းကျင်ကြားရှိတဲ့တရားမဝင်အလုပ်သမား25ဦးကိုဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။စစ်ဆေးခံရသူ82ဦးထဲမှာမြန်မာနိုင်ငံသား59ဦးအထိပါဝင်နေပြီးဖမ်းဆီးခံရသူတွေထဲမှာလည်းမြန်မာနိုင်ငံသားတွေအပါအဝင်ဘင်္ဂလားဒေ့ရှ်အင်ဒိုနီးရှားအိန္ဒိယနီပေါနဲ့ပါကစ္စတန်နိုင်ငံသားတွေလည်းပါဝင်တယ်လို့သိရှိရပါတယ်။ဖမ်းဆီးခံရသူတွေဟာမလေးရှားနိုင်ငံအတွင်းမှာတရားဝင်ခီးသွွားအထောက်အထားလုံးဝမရှိခြင်းဗီဇာခွင့်ပြုချက်တက်တန်းထက်ပုံမနေထိုင်ခြင်းနဲ့အလုပ်လုပ်ကိုင်ခွင့်စည်းကမ်းချက်တွေကိုဖောက်ဖျက်ခြင်းစတဲ့ပြစ်မှုတွေကြောင့်အခုလိုလူဝင်မှုကြီးကြပ်ရေးဥပဒေအရဖမ်းဆီးအရေးယူခံခဲ့ရတာဖြစ်ပါတယ်။လက်ရှိမှာတော့ဖမ်းဆီးခံထားတဲ့တရားမဝင်အလုပ်သမား25ဦးလုံးကိုမလေးရှားလူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့အညီဆက်လက်အရေးယူဆောင်ရွက်နိုင်ဖို့အတွက်စမိုင်းရီလူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းကိုပို့ဆောင်ချုပ်နှောင်ထားပါတယ်။စီလန်ကောပြည်နယ်လူဝင်မှုကြီးကြပ်ရေးဒုတိယညွှန်ကြားရေးမှူးကတော့ဒီလိုတရားမဝင်နိုင်ငံသားတွေကိုစင်ဆက်မပြတ်ဖမ်းဆီးအရေးယူပြီးသက်ဆိုင်ရာနိုင်ငံတွေကိုပြန်လည်ပြည်နှင်တန်ပေးမဲ့လုပ်ငန်းစဉ်တွေကိုအရှိန်အဟုန်မြင့်ဆက်လက်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။ဒါ့အပြင်ပြည်တွင်းကအလုပ်ရှင်တွေအနေနဲ့လည်းအထောက်ထားမဲ့တရားမဝင်အလုပ်သမားတွေကိုအလုပ်ခံထားလက်ခံထားတာမျိုးဒါမှမဟုတ်အာဏာပိုင်တွေရဲ့မျက်စိလျှံအောင်ဖုံးကွယ်ပေးထားတာမျိုးတွေလုံးဝမပြုလုပ်ကြဖို့ပြင်းပြင်းထန်ထန်သတိပေးထုတ်ပြန်ထားပါတယ်။ဒီကနေ့အတွက်သတင်းတင်ဆက်မှုကတော့ဒီလောက်ပါပဲခင်ဗျာ။အဆုံးထိနားဆင်ပေးကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်။နေ့စဉ်သတင်းထူးသတင်းဥတွေကိုအချိန်နဲ့တပြေးညီဆက်လက်သိရှိနိုင်ဖို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားပြီးခေါင်းလောင်းလေးကိုနှိပ်ထားဖို့သတိပေးလိုက်ရပါတယ်ခင်ဗျာနောက်ထပ်သတင်းစီစဉ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်နားဆင်ပေးခဲ့ကြတဲ့မိဘပြည်သူများအားလုံးကိုစိတ်နှပြကျန်းမာချမ်းသာပြီးဆင်းရဲဒုက္ခအပေါင်းမှကင်းဝေးကြပါစေခင်ဗျာ